ဘာမြေမှာခိုလုံရာခေါ်ဆိုတဲ့အိမ်ရန်ရွေလဲထဲဝါစွာဆင်ဆွေနန်းအိမ်ကျူထရန်တွေကာယံကဒဏိမိုးအိမ်လုံးသားတွေနှွေးထွေးရင်ဒါဟာလေးအိမ်ချင်းရရသလိုခီးထွက်ဖြစ်တတ်တဲ့ဖေတို့မိသားစုခုနှစ်တွေရသည်မာရောဘယ်ရက်ဘယ်ဒေသစီကိုခီးထွက်ရရင်ကောင်းမှာပါလဲဆိုတာကိုသားတို့ရဲ့နောက်ဆုံးပိတ်အတန်းနဲ့စာမေးပွဲကြီးတွေမကျင်းပခင်ရက်တွေကလေးကမိသားစုဝင်တွေလူစုံတိုင်းအစီအစဉ်ဆွဲနေခဲ့ကြလိုက်တာတော်ကြနေတစ်မျိုးတော်ကြနေတစ်မျိုးနဲ့တွေရသည်ចောင်းပိတ်ရတာရောက်လာပါလေရောသားရဲ့ပကံအောင်ဖေတို့ကြိုက်တယ်သားရဲ့ဒါပေမဲ့ပကံကြောင်ကြောင်ပတောင်းတစ်ဝိုက်ကိုဖေတို့တမိသားစုလုံးအချင်းချင်းခါခါရောက်ခဲ့ပြီးသားဒါဆိုမန္တလေးပြုံးလေဘက်ကိုဆိုရင်ကောဆိုတော့ဒါကလည်းဖေတို့မကြရောက်တက်မိကြရဒေသရှမ်းတောင်တန်းကြီးတွေနဲ့လွမ်းမောစရာကံမောစာဘက်ကိုလည်းဖေတို့စိတ်ကူးမိခဲ့ကြပါသေးတယ်သားရဲ့ဒါကလည်းကလောတို့အောင်မန်းတို့တောင်ကြီးတို့အင်းလေးတို့ပင်းတရတို့ဆိုတာတွေကဖေဆိုရင်အချင်းချင်းလေးလေးသားတို့တွေကအနည်းဆုံးတစ်ချိန်ထိတွေ့ရင်းနေပြီးသားနောက်ဆုံးတော့နေနီနာနာကန်းကြီးကိုပဲဖေတို့ရွေးမိခဲ့ကြပါလေရောချောင်းသားတဲ့ချောင်းသားကိုသွားမယ်လို့ဆုံးဖြတ်ချက်ကြသွားပြီးတာနဲ့ဒိန်လုံးကိုကြွကြက်ညံသွားတော့တာပါပဲသားရဲ့ပစုံငင်စားမယ်ကနုကမာစားမယ်ခနန်းစားမယ်ကက်ကရစ်ကင်စားမယ်အုံးရီတောက်မယ်တောင်ဆက်မှာပြေးမယ်ရေကူးမယ်စိတ်ကူးတွေကိုစုံလို့ထုံးစံတိုင်းခီးဆောင်အိတ်တွေကိုပြင်ရပြန်ပြီပေါ့ဒီပြင်မှာဝါပင်တွေကိုယ်တိုင်ဆိုင်မယ်ကိုယ်တိုင်ထုံးဝါချီမြင်ဖြစ်တဲ့ပဲရဲ့အိမ်ပြင်မှာကိုယ်တိုင်ထုံးကိုယ်တိုင်ဆိုင်တဲ့စပါးရိတ်ချိန်ဝိုင်းပွဲမဲ့ဆန်ရဲ့ရဲ့ဒီချိန်ဆိုအိမ်ပြင်မှာကြပြရီရုံမဲ့လာမခွေအိမ်ပြင်မှာခေတ္တတီးမဲ့ရင်ဝင်မှာချင်တာတို့ချိုးအဲ့လူတွေကခီးသွားဖို့လိုသလားအသားရဲ့ဒီမင်းကိုဖေဖို့ကိုမကြခဏမေးကြည့်မိပြီးတော့ဖြေဖို့လဲစူးစမ်းကြည့်ခဲ့ဘူးလေဖေတို့ပုံဝန်းကျင်မှာကတော့ကဘာကိုပတ်ဖို့စူးစမ်းနေသူတွေရှိတယ်လို့အိမ်ထဲကအိမ်မြေမထွက်သူတွေကလည်းအများသားလေဟိုးတခါဖေပကံကိုရောက်သွားတော့ထူးဆန်းတဲ့ကဘာလေခီးတဲ့နှစ်ယောက်ကိုတွေ့ခဲ့ဘူးလေအီတလီကတဲ့တော်တော်ကိုအသက်ကြီးကြပါပြီလေအသက်80ကျော်စတီးမောင်တဲ့နှစ်ယောက်အမျိုးသမီးကြီးကမျက်စိမမြင်ရှာဘူးငငယ်ကလေးကကွယ်သွားခဲ့ရှာတာတဲ့သူတို့အဲလန်းညုံလုံနေတာကပကံကတပိတပည့်အီတလီစကားပြောသူညင်းလေးကလေးတစ်စီးနဲ့ထနောင်းမေးမှနားလိုက်ဖျားတဆူပြီးတဆူသွားလိုက်တော်ကြနေစားတော့ဆိုင်ကလေးတွေနဲ့ဝင်သွားလိုက်တော်ကြနေမျက်စိကိုဆင်းသွားလိုက်နဲ့အဲ့ဒီမျက်မမြင်အီတလီမျိုးသမီးကြီးကကဘာနှံ့တော့မယ်တဲ့အခုပကံကိုရောက်လာရတာကလည်းပကံရဲ့အတန်းပကံရဲ့အနက်ပကံရဲ့အထီတွေ့စကားပြောတန်းနေဟင်းနဲ့မုံနဲ့ပန်းနဲ့တွေရာသီဥတုအပူအေးလေးရဲ့အတုအထိအဲ့ဒါတွေကိုသိကျင်လို့ရောက်လာတာတဲ့မျက်စိအမြင်သာရှိရင်လူ့ဘဝကိုတစ်ချိန်တစ်ခေါက်ရောက်လာရတာဘယ်လောက်တန်လိုက်လိမ့်မလဲတဲ့နောက်တစ်ခါဖေတွေ့ရပြန်တာကဖေစာတင်ပေးနေတဲ့အိမ်ကသမီးငယ်လေးတယောက်သားရဲ့ဒီနေ့မှဖေကသူ့ကိုစာရေးစာဝန်းတစ်ပုဒ်ရေးခိုင်းခဲ့တယ်လေမမေ့နိုင်တော့ခီးတစ်ခေါက်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့ဆယ်တန်းကျောင်းသူရွယ်လဲဖြစ်မိဘတွေကလည်းတောင်းတောင်းတင်းတင်းနေမှုခီးကလေးပါကလေးတော့ဖြစ်သွားဘူးလိမ့်မယ်လို့မျှော်လင့်ထားခဲ့မိတယ်ပေါ့ဒါပေမဲ့အံ့ဩစရာကောင်းလောက်အောင်ကိုဖေတပည့်မှာသမီးငယ်ကလေးကအဲ့ဒီဇာယီဇာကုန်းကိုမရေးတဲ့ဘယ်ရဲမှလည်းခီးမသွားဘူးတဲ့သူတဲ့သားရဲ့ဖေပို့ပြီးအံ့ဩသွားတာကသူတို့မျိုးနဲ့၄နာရီခီးလောက်သာရှိပြီးမိုင်100လောက်သာဝေးတဲ့ရန်ကုန်ကိုတော့မရောက်ဘူးဆိုတာကိုပါပဲ။အော်အာကာသကိုတော့ခီးနေမှုစိုင်းပြင်းနေကြတဲ့ဒီခေတ်ဒီကလာကြီးမှာတဲ့သားရဲ့သားကြီးဖေမှာကိုတာဆိုတဲ့မိတ်ဆွေဇာရေးဆရာတယောက်ရှိတဲ့သားရဲ့စိမ့်နဲ့ပြည်သူအပြန်ဆိုတဲ့စာအုပ်ကသူရေးခဲ့တဲ့စာအုပ်တွေကတော့ပေါ့သူကအဲ့ဒီစာအုပ်တနေရာမှာခီးများများသွားတဲ့သူကဒီမိုကရက်တစ်ဆန်လာတယ်လို့ကိုကရေးသားထားခဲ့ဦးတာကိုဖေအမှတ်ရမိတယ်ဟုတ်တယ်ဒါကိုဖေသဘောကျတယ်ဒီမိုကရက်တစ်ဖြစ်တယ်ဆိုတာအတ္တရဲ့ဆန့်ကျင်ဘက်အာဏာရှင်ဆန်မှုရဲ့ဆန့်ကျင်ဘက်ပဲပေါ့ခီးများများသွားလိုက်တဲ့အခါကိုနဲ့မတူတာတွေကိုဖေတို့အများကြီးထိတွေ့လိုက်ကြရတယ်လေလောကမှာ
ကိုစားသလိုမစားသူတွေအများကြီးကိုပြောသလိုမပြောသူတွေအများကြီးကိုဝတ်သလိုမဝတ်သူတွေအများကြီးကိုနေသလိုမနေသူတွေအများကြီးကိုယုံကြည်သလိုမယုံကြည်သူတွေအများကြီးဆိုတာကိုဖေဖေတို့နဖူးတွေဒူးတွေတွေ့လိုက်ကြရတော့တာပါပဲကိုနဲ့မတူတာကိုလက်ခံတာဒီမိုကရက်တစ်ဆန်းလာတာပဲပေါ့ခီးများများသွားလိုက်တဲ့အခါလူကပွင့်လင်းသွားလွတ်လပ်သွားပြီးတော့လွတ်မြောက်သွားတယ်လို့ဖေဖေခံစားမိတယ်ဝတ်တာစားတာနေတာထိုင်တာပြောတာဆိုတာယုံကြည်တာအကုန်လုံးငါလိုပဲဖြစ်ရမယ်ဆိုတဲ့စိတ်တွေတလွားစီကြွာကြကုန်တော့တာပါပဲစိတ်နဲ့အတူမျက်လုံးတွေရောအပြုံးတွေရောအသွာလာနေထိုင်နေရောပေါ်ပါသွားဖို့အတွက်ဖေဖေတို့ခီးသွားဖို့လိုမယ်လို့ဖေဖေစဉ်းစားမိတယ် ကဘာမြေမှာခိုးလုံးရခေါ်ဆိုခဲ့အိမ်ရန်ရွေလဲထဲဝါစွာဆင်ဆွေနေအိမ်ကျူထီရန်တွေကရန်ငါတနီမို့အိမ်နှလုံးသားရင်တွေထွေရင်သာလေအိမ်အိမ်မှာမီတီယာဘာသာတရားတွေကဘာမြေကိုဖြူစင်သွားခြင်းနာများဝေပိုင်ဆိုင်ရာတွေ့တာရာဒီရဲ့တွေဆဲလဲတဲ့ like a city ချစ်ချင်းတွေကလေးလေးတွေဒီထွေးဖို့လေကဘာမြေမှာအိမ်ကိုစောင့်ကြမယ်လေ တာရီဖေဖေတို့မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့အိန္ဒိယစာရေးဆရာကြီးထဲမှာရာဟုလာတန်ကေစီဆိုတာအထင်ကရစာရေးဆရာကြီးတယောက်ပဲတာရဲ့သူဖေဖေတို့နိုင်ငံကိုလာဘူးတဲ့ဖေဖေနဲ့အလုံးရင်းနှီးတဲ့စာရေးဆရာကြီးပါရဂုံနဲ့ဆရာကြီးစံတော်မန်းတက္ကသိုလ်တို့ကရာဟုလာတန်ကေစီရဲ့စာတုပ်ကိုမြန်မာဘာသာပြန်မှုတယ်ဖေဖေသိကိုကြိုက်တဲ့စာအုပ်အဲ့ဒီစာအုပ်တနေရာမှာစာရေးဆရာရာဟုလာတန်ကေစီကကဘာတခွင်တို့လှည့်လည်လို့ဘဝတသက်တာဆိုဒီမှာတစ်ခါသာရောက်လာသည်ဘဝတသက်တာအတွင်းမှာလဲပြူရမှုဟူသည်တစ်ချိန်သာလာရောက်သည်လို့ရေးထားခဲ့ပုံကိုဖေဖေဆွဲနေမိတယ်ဟုတ်တယ်ဒီကဘာမြေပေါ်မှာဖေဖေတို့နေထိုင်အသက်ရှင်ဝင်ကဘယ်နှစ်လဲ50လား60လားဒါမှမဟုတ်90လား80လားမသေးကြဘူးမရေရဘူးပို့ပြီးတော့မသေးကြမရေရတာကနောက်တစ်ခါလူပြန်ဖြစ်မဖြစ်ဒီတော့ရာဟုလာတန်ကေစီပြောသလိုအသက်ရှင်နေတော့မှမိသားစုတွေခီးများသွားပြစ်လိုက်ဖို့လိုတယ်လို့ဖေဖေထင်မိတယ်အိမ်ထဲဝေးတဲ့အရက်ကနေပွင့်လင်းလွတ်လပ်တဲ့အပြုံးလေးနဲ့ပြန်လာကြတဲ့ခီးတဲ့မိသားစုတွေကိုမကြာခဏဆိုသလိုဖေဖေတွေ့ဘူးတယ်မော်တင်စွန်းတို့လိုချောင်းသားတို့လိုငပလီတို့လိုရက်တွေကနေပြန်လာကြတဲ့မိသားစုတွေကခယူပရိတွေလည်းဘက်မှာကိုစီဆွဲလို့ပသိမ်ဒီကလေးတွေလက်မှာကိုင်းလို့ပကံကြောင်ပုံမတောက်ကပြန်လာတဲ့လူတွေကရုံပစ္စည်းကလေးတွေနဲ့ပုံရည်ကြီးတုပ်ကလေးတွေနဲ့စကဝါပန်းလေးတွေနဲ့ထိုးမုံဘူးတွေချိန်လုံးကြီးတွေနဲ့ကမ္ဘောဇဘက်ကပြန်လာတဲ့သူတွေကတိုးဘူးကြောက်တွေခေါ်ပုတ်ကြောက်တွေအာလူကြောက်တွေနဲ့ကြိုက်တီယိုးကပြန်လာတဲ့သူတွေကဝါသနကြီးတွေလွဲလို့ဝါတောင်ဝင်းကြီးတွေထောက်လို့ဟိုးမြောက်ပြကချင်တောင်တန်းကနေပြန်လာတဲ့သူတွေကကြောက်စင်းမီတွေကြောက်စင်းလက်ကောက်တွေဝတ်လို့အိမ်ရှိရာကိုပြန်လာနေလိုက်ကြတာဒေသတဲ့တစ်ပင်တော်တောင်ရှုံမြောင်စိန်စမ်းအစ်မနက်ခင်းစားစရာအစ်နှုတ်ထွက်စကားအစ်အမြတ်တနိုးတံမိုးထားပုံအစ်ဝတ်ပုံစားပုံဖီးလိမ့်ပြင်ဆင်ပုံအစ်အကောင်လုံးတစ်တဲ့အရာတွေကခီးသွားသူမိသားစုကိုအစ်ပြန်လုပ်ပေးလိုက်တဲ့ပုံပါပဲပြင်းတဲ့ဇာရေးစရာအန်ဒရီမော်ရိုင်းရဲ့ဇာတ်တုပ်ရှိတဲ့အသားရဲ့ The Art of Life နဲ့ဆရာတော်တန်းကဘဝနေနေနုပညာဆိုတဲ့နာမည်နဲ့ဘာသာပြန်ခဲ့သေးတာပေါ့အဲ့ဒီဇာတ်ထဲမှာစာရေးဆရာအန်ဒရီမော်ရိုင်းကပြင်းတဲ့ကြပြဆရာဘော်ဗာလီရီရဲ့စာတပုတ်ကိုကိုးကားဖော်ပြထားခဲ့တာကိုဖေဖေသွားသတိရမိတဲ့သားရဲ့မိသားစုတိုင်းကိုဖုံးကွယ်ထားသည့်ရင်းဝေသောစိတ်တစ်မျိုးရှိတတ်၏တဲ့ဟုတ်တယ်ထပ်တလဲလဲနေ့ရက်ဒီအကြောင်းထက်နေတဲ့ဘဝဒေသတွေကဖေဖေတို့ကိုညှင်းငွေစေတယ်ဒီညှင်းငွေစိတ်ကိုခီးသွားခြင်းကခြေဖြစ်ဖြစ်နိုင်တယ်အတူအိတ်အတူထအတူနာအတူသွားခီးသွားခြင်းမှာမိသားစုတွေကတဖန်ပြန်လဲရင်းနှီးသွားနိုင်တယ်လို့ဖေဖေယုံကြည်တယ်လက်ကောက်တွေကိုတရောင်စစ်လောက်ရောက်အောင်ဝစ်ပြီးအိမ်ထဲကအိမ်မြင်မထွက်တဲ့မိန်းမပတ်စံအိတ်တရောင်လောက်ကိုလက်မကင်ပြီးဘယ်မျိုးမှမရောက်ဘူးတဲ့ယောက်ျားတွေကသူ့မိသားစုကိုဘယ်တော့မှမစိမ့်လန်းစေပါဘူးလေဒါကြီးခုဖေဖေတို့ချောင်းသာခီးစင်မှာလဲဘေးနောင်တရားကိုကြောပြီးရန်ကုန်နယ်နိမိတ်ကနေလွတ်ထွက်သွားပြီးတာနဲ့နောက်ထပ်စာမျက်နှာအသစ်တစ်ရွက်ကိုလှန်လိုက်မိပြန်ပြီဆိုတာဖေဖေယုံတယ်စိတ်ချ